Nina do Tayelo, Mazadi, called Sujateku. Sisi do Abadi. Sisi do Abide now, Susakaya do Becca, Shinia. Pianamigo, Mire Gama, Sally Sevenga, Tokere, video Quitui, Pala, Tadiganti Mode. I Tadiganti Mo, Lodekizama. Any video we are a cow marry. O mobile of PB and Warrior. Now to check out, now to Quayaro, now to go a Punomia. Amuni Damaro, the yellow begale, the Tanjo Gwinze Mabia, to a Tigai Nina Kandaya Mu, Toso 90, Alo Birega Jaro, Susaka Yaduga, Mazaji Tegu. Tu ma thau ne ma ni ni ya da dukka yauk ni de tu ko thau ne ma tha ro ma la ma tana ro hu la lo lan pyo de Pema sa ji de ba pian pyo ba bu no ai ro kani sit ya de achi ni ya kaung ma de taya tu ji ka le no thamin angat khan pi ro aku 2 nayi khwe athi mane 10 nayi khwe ya ni sa pi no yi taw ma taw be ne CCB တွေတွေ့အဲ့ဒီလိုတရားသူကြီးမျိုးကိုလည်းကျွန်တော်တို့ကကျေးဇူးတင်ပါတယ်ဥပဒေရရှိရလဲစူးစမ်းတယ်နောက်တာမွေရဲစခန်းကရဲတပ်ဖွဲ့ဝင်စခန်းမှုမျိုးနယ်မှုပါဝင်ရဲတပ်ဖွဲ့ဝင်များကလည်းလုံခြုံရေးနဲ့ပတ်သက်ရင်အကွက်စေအောင်တောင်းစေအောင်ကျွန်တော်တို့ကူညီပေးခဲ့တယ်ဘာကြောင့်တကားပိတ်စေရလဲလို့ဆိုရင်မဒိမှုဖြစ်တဲ့အတွက်အစင်လာအားဖြင့်ဒါကိုတင်ကင်မရာလို့ခေါ်ပါတယ်တကားပိတ်စေရပါတယ်ဒါအဲ့ဒီလိုမစစ်ဆေးလို့ရှိရင်ထွက်ဆိုရတဲ့မိန်းကလေးဟာသူ့ရဲ့အရှက်နဲ့သိက္ခာကိုထိခိုက်စေတဲ့ထွက်ဆိုချက်တွေကိုပါသူကမချွင်းမချင်ထွက်ရတာဖြစ်တော့အများရှိမှမသိလျော်လို့အခုလိုတရားရုံးကတကားပိတ်စေးရခြင်းဟာအရင်ကာလတွေတုန်းကလည်းဟိုအင်္ဂလိပ်ခေတ်ကလေးကအဲ့လိုအနေထားပါနော်ဒီနေ့စစ်ရတာကတော့ကောင်းပါတယ်တရားလိုကလည်းသူ့ရဲ့ခံစားချက်နဲ့ပတ်သက်ပြီးတော့အပြည့်အစုံပေါ့နော်ဟိုမှန်ကန်ပဲဟိုလှုပ်သွားတယ်ထွက်ဆိုသွားတယ်ကျွန်တော်တို့ဘက်ကလည်းတင်ကြားမှုမရှိဘူးဥပဒေအရာရှိကလည်းတင်ကြားမှုမရှိဘူးဖြစ်ရမှန်ကိုဟောထုတ်တယ်အဲ့တော့အမှုတွေမှာဖြစ်ရမှန်ကိုမှန်ကန်နဲ့ထွက်သွားရင်ဒါအောင်မြင်မှုရနိုင်ပါပါနော်ဒီနေ့ကတပိုင်းပဲစစ်တာလို့ကြားတယ်ဟုတ်တယ်ပြန်လည်မေးခွန်းကမပြီးဆုံးသေးတဲ့အတွက်ရှေ့ရက်နေ့ကိုပြန်ချိန်လိုက်ပါတယ်နောက်တော့ကြာစူးစမ်းတဲ့ကိုပဲဆက်ဟုတ်တယ်စူးစမ်းတဲ့ကိုပဲဆက်စီရမှာနောက်သက်သေးတော့မစစ်ဆေးနိုင်သေးပါဘူးကောင်းပါတယ်ကျွန်တော်တို့တရားသူကြီးကိုလည်းအလွန်လေးစားသွားတယ်မနေ့စိန်နိုင်ခွေးတွေကကျွန်တော်တို့တော့မှအပြင်းမဲ့ထွက်လေသူ့မှာရေလဲမတော့ထမင်းလည်းမစားဘဲနဲ့ဇက်တိုက်စစ်တာတော့ကိုလေးစားဖို့ကောင်းတဲ့တရားသူကြီးပါဆရာတို့တင်ပြထားတဲ့တေလိုပြသက်သေတွေကဘယ်နှဦးလဲဆရာတေလိုပြသက်သေတွေကတော့ဟွာလောက်ရှိတယ်ဗျကျွန်တော်တို့က10 ယောက်လောက်ရှိတယ်ဆရာတို့တင်ထားတဲ့10ဟုတ်တယ်ကိုကျွန်တော်တို့တင်တာမဟုတ်ပေါ့ဗျာနော်တရားစွဲအဖွဲ့အစည်းဖြစ်တယ်ဥပဒေရရှိရဲကနေပြီးတော့ဒီအမှုတိဆောက်တဲ့အခါမှာတင်လာတာပါအဲ့ဒါကတော့ဟုတ်တယ်10 ယောက်လောက်ရှိတယ်ဗျအဲ့တော့တော်လေးလေးပြီးပြင်းပါတယ်အမှုမှာအမှုတိဆောက်တာလည်းကောင်းပါတယ်ဥပဒေအရာရှိကောင်းတာပေါ့ဗျာသဘောကတော့ဥပဒေအရာရှိတော်လို့အဲ့ဒီလိုအခုလိုအမှုကပြီးပြင်းနဲ့ထွက်လာပေါ်လာတာပေါ့ကျွန်တော်တက်တည်ဟိုစင်ရင်ကိုပြပါမယ်ရှာဖွေတက်တည်2 ယောက်လည်းပါပါတယ်နောက်တရေလိုကဖုန်းနဲ့လမ်းအကူညီတောင်းတဲ့မိန်းကလေးလည်းပါပါတယ်အားလုံး17 ယောက်ဖြစ်ပါတယ်ဟုတ်ကဲ့နော်အဓိကကြတဲ့တက်တည်ကရှိပါတယ်9 ယောက်လောက်ပါပါတယ်မင်းက9 ယောက်လောက်ပါပါတယ်ဟုတ်ကဲ့ကောင်းပါလေဗျာလူရဖြစ်မယ်ဆရာအဲ့ဒါတော့နည်းနည်းလေးတစ်ချက်လောက်တော့မှောက်ထားပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့ဝန်တာအားရဖြစ်ရတာတော့တရားရုံးရဲ့အနေထားပါကျွန်တော်တို့အမှုပြီးပြင်းအားရှိပါတယ်နော်အမှုနဲ့ပတ်သက်လို့ပြီးပြင်းအားရှိတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကလည်းမသိဘူးဥပဒေရရှိရလည်းမသိဘူးဘယ်သူကမှလည်းမသိမင်းနဲ့သူ့ရဲ့ဖြစ်စဉ်ကိုတန်ကျုပ်ခွင်းဆက်မပြအစင်ဆက်သူထွက်ဆိုသွားနိုင်တယ်ဗျနော်တော်တော်ကောင်းပါတယ်
ဆရာပြန်လဲစမေးတဲ့မိကုန်းတွေကအဓိကကြတဲ့အချက်လက်ချို့လို့သိရမှာပြန်လည်မင်းကုန်းထဲမှာတော့သူတို့ကတော့ပြားဖို့ဒီဟာတော့သူတို့ကဒီသမီးစားဖြစ်တယ်ပေါ့နော်သမီးစားမလို့ဟလာဒါလိုက်သွားတယ်ပေါ့နော်အရင်လဲဒီလိုပဲသွားနေကြလာနေကြဆိုတာမျိုးနဲ့သူတို့ကတော့ခနေ့ချိန်ကြီးတော့အဲ့လောက်ပဲသွားပါသေးတယ်နောက်ဒီအဲ့လိုသူတို့ဓာတ်ပုံလေးတွေပေါ့ဗျာ Facebook အကောင့်ဟာဒီဓာတ်ပုံလေးတွေတိုးတင်နေအဲ့ဒီ line နဲ့သူတို့သွားတာပါအခုအချိန်ထိပေါ့နော်အဲ့ဒါတွေကတော့ဗျာကိုဒီလိုပဲဝိုင်းပြီးတော့မိန်းကလေးတွေကိုကိုချင်းမစားတဲ့လူတွေကလုံတာပေါ့ဗျာနော်တတ်တိရှိတယ်ဆိုရင်လည်းတရက်ခွင်းမှာတက်တဲ့အဖြစ်နဲ့လာထွက်လိုက်ကြပါတရားရုံးကမပယ်ပါဘူးနော်အဲ့ဒီ Facebook အဲ့ဒါကြောင့်မလို့ Facebook ကတော်တော်လေးကိုယွန်ရှာစရာကောင်းတော့အောင်ဖြစ်နေတယ်နော် Facebook ကနေဝိုင်းတိုက်ခိုက်တယ်အဲ့ဒါတွေမဟုတ်ကျွန်တော်တို့ကတယ်လီဖုန်းနဲ့ချိန်ချောက်တာကြည့်သေးတယ်ကျွန်တော်တို့ကဒီသူ့ရဲ့ဆေးဘွားက9သိန်းလေးသွားပေးမိတာဒီကဘယ်ရပတ်စရတဲ့ပတ်စမလို့လဲဘာဖြစ်လို့ပေးတာလဲမြောက်ပေးတာလားဆိုတော့ကျွန်တော်တော့မှကလော်တုတ်သေးတယ်သူမိန်းကလေး3ယောက်ကနော်အဲ့လိုရှိပါတယ်အဲ့တော့ဒါတော့အမှုတကူဖြစ်လာလို့ရှိရင်တော့အဲ့လိုဘေးကနေပြီးဝင်ပြီးတော့စွန့်ကြီးလောင်းညင်ကြတာပေါ့နော်ဒါတွေကတော့ကျွန်တော်တို့အုံနောက်တယ်မထည့်ပါဘူးအမှုမှာအဓိကတရက်ခွင်းမှာလာထွက်ဆိုတဲ့တက်သေးတွေထွက်ဆိုချက်တာတန်ဖိုးရှိပါတယ်အပြင်မှာအရက်ထဲမှာနော်ပြောချင်ရပြောပြီးလှုပ်ချင်ရလှုပ်နေတဲ့ကိစ္စတွေတော့ကျွန်တော်အာယုံနဲ့လည်းမထားပါဘူးတရားခံဘက်ကတော့သူတို့ကမတင်သေးဘူးပေါ့ဗျာဆွဲချက်အဆင့်ကိုရောက်တဲ့ခါကျမှတက်သေးကိစ္စကိုဆောင်ရွက်မှာပေါ့ဟို3နှစ်5နှစ်3နှစ်4 3နှစ်3နှစ်3ပြောင်းရတဲ့အကြောင်းအဲ့ဒါကတော့ဒီစေးစာသဘောအရာသူတို့ပြောင်းတာပါကိစ္စမရှိဘူးဘာနဲ့ပဲသွားလေဒီဒဏ်ရာဒဏ်ချက်ကတော့ပေါ်လွင်ပါတယ်နော်ဆရာဝန်ကတက်ပြီးပေးရှင်တော့ဆက်စုလိုပါသေးရဲ့ဆရာဝန်ကတော့နော်ဘာလို့ဒီ77ကပေးလိုက်တဲ့ဗီဒီယိုဝေးကတရားလိုအတွက်ကိုတော်တော်အားရှိသွားပါတယ်နော်ပို့ပြီးတော့တရားသူကြီးကလည်းပဲအခုချက်ချင်းလက်ငင်းဖြစ်နေတဲ့အနေအထားမျိုးနဲ့ तू ကဒဏ်ရာဒဏ်ချက်တွေကိုမြင်တွေ့သွားလေရတယ်ဒါဆွဆွဲခံရသူဘက်ကတင်တာပါနော်အဲ့ဒါကြီးတင်လိုက်တာကတော့တရားလိုအတွက်အကျိုးရှိသွားတယ်နော်ဓာတ်တင်ဓာတ်အကျိုးရှိမယ်လို့ပဲကျွန်တော်ယုံကြည်ပါတယ်အဲ့တော့77ကရှိသေးရင်လည်းအခွေလေးပါလေးသွားပေးလိုက်ပါလို့မြည်ကျွန်တော်တို့ကလေးလေးဆက်ဆက်မြစ်တက်ရက်ခံပါတယ်တင်လေကောင်းလေပဲကျွန်တော်တို့ကဘာမှမပြောဘူးစိတ်မဆိုးပါဘူးဝန်တာပါတယ်ဒီတရားဝင်စစ်မှုအခြေအနေအန်တီရင်ဝင်လာတာကိုဝင်2လရှိပြီဆိုအန်တီရင်ဝင်လာတယ်လက်ခံပြီးပါဒီမှာပါဆိုပြီးအန်တီကိုလက်ခံလိုက်တယ်အဲ့နောက်ပိုင်းမှာခဏခဏပြဿနာတက်တယ်တော်တားရင်မသွားလဲတော့ချင်းနေမှမူးဆိုတော့တားမသွားတဲ့အချိန်မှာအောက်ကနေပြီးတော့ဆဲနေဆိုမှအိမ်ပေါ်ရောက်လာပြီးတော့တားကိုလည်းရိုက်ပြီးနေသွားတယ်အဲ့ဒါပြီးတော့ရဲတိုင်မျိုးဆိုပြန်သွားပြီးတော့အဲ့လိုပဲခဏခဏဖြစ်ကုန်ပြန်သွားပြီးသမီးတာဝန်ယူရဲ့မင်းသမီးပါတယ်စိတ်ချပါထည့်ပေးလိုက်ပါခဏထည့်ပေးလိုက်မနေ့မိုးလေးရဲတိုင်ပြန်လာပြန်ခုထားတရားတက်ကြည့်တယ်အခုမသွားတော့ပါဘူးမေကြီးအကြံမောသွားမယ်ဆိုပြီးတော့အိမ်မှာနေတဲ့အချိန်မှာဖုန်းနေတာစက်တိုက်အမကားဘလို့သူ့ချင်ရောက်သွားလိုက်လည်းမသိဘူးညတနာရီပဲမနေ့ကျတော့အဲ့ဒီပြင်ချတာပြောချင်တယ်လားဒီနေ့တော့ဆိုတဲ့ပတ်သက်ပြီးတော့ဒီဗာများပြောချင်တာမျိုးရှိပါလိမ့်ရှင်ဒီနေ့တော့ဆိုတဲ့ပတ်သက်ပြီးတော့သူကမဟုတ်တာရမ်းပြောတာဒါကတော်တော်ဒေါသဖြစ်တယ်နေ့တရားခွင်မှာပေါ့နော်ဒီတရားခွင်ကနေထွက်ခံနေမှာပေါ့နော်ကိုစီကနေပြီးတော့ဒီတရားလိုပြုတ်တဲ့မျိုးသမီးကိုစကားတစ်ခုပြောခဲ့တယ်တောင်းပန်ခဲ့တယ်ဆိုပြီးတော့ပြောနေတာမျိုးရှိပါရှင်အဲ့ဒါလည်းမဟုတ်ဘူးလိမ့်နေတာကိုပြောနေလားတဲ့ဒီလိုပြောနေအဲ့တော့အမှုကဘယ်လိုခြေအေးဖို့တောင်းဆိုတာရှိလားဘယ်လိုဖြစ်စေချင်လဲအခုလက်ရှိခြေနေဦးချိန်ကြီးကဒီလိုလုံးဝမကြည့်ရေးခိုင်းပါဘူးဦးချိန်ကြီးလုံးဝမကြည့်ရေးခိုင်းဘူးပေါ့